အားလုံးပဲမင်္ဂလာပါ brain bite ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်ပထမတစ်ခေါက်ကစစ်ကြီးကြောင်းကျွန်တော်ဒီတိုင်းပုံလေးနဲ့စာလေးနဲ့ပဲတင်တယ်ကိုကစစ်ကြီးကြောင်းကျွန်တော်ဒီတရုတ်နိုင်ငံတွေနောက်တရုတ်နိုင်ငံနဲ့နောက်တိုင်းနိုင်ငံတွေပြီးတော့နောက်ထပ်ကျွန်တော်တို့ဘယ်လိုမျိုးစီးပွားရေးနိုင်ငံရေးလူမှုရေးဒီပထဝီနိုင်ငံရေးဘယ်လိုမျိုးတွေရှိလဲဆိုတာကိုကျွန်တော်ဒီမှာကျွန်တော်သုံးသပ်ပြီးပြောပြပေးသွားပါမယ်တရုတ်နိုင်ငံရဲ့စစ်ကြီးအားသာချက်ကအနောက်နိုင်ငံတွေရဲ့ပိတ်ဆို့မှုကြောင့်လက်ရှိနိပညာကုမ္ပဏီ G2 ရဲ့နိပညာကုမ္ပဏီကရှင်သန်ရေးနဲ့စိုးမိုးရေးကြားမှာဗျူဟာမြောက်ရှင်သန်ရုန်းကန်နေရတယ်အားလုံးပဲသိကြတဲ့အတိုင်းပဲဒီကျွန်တော်တို့တရုတ်မှာရှိတဲ့ကျွန်တော်တို့ဒီ Huawei တို့ပါလို့ဆိုလေ chips တွေမရအောင်ဆိုပြီးအများကြီးသူကနောက်နိုင်ငံပိတ်ဆို့တာတွေပါရှိခဲ့တယ်နိHuawei ကနေပြီးတော့အများကြီးရုန်းကန်ပြီးမှကိုဆိုရင်သူတို့ကိုယ်ပိုင် chips တွေထုတ်လောင်းလာနိုင်တဲ့အထိဖြစ်လာခဲ့တယ်ဒီ Huawei ကလည်းသူ 5G ပညာကိုသူပဲပိုင်တာသူပဲ research လုပ်ပြီးသူပဲတည်ထွင်နိုင်ခဲ့တာလက်ရှိမှာလည်း 6G ကိုတရုတ်က investment လုပ်ပြီးတော့အများကြီးတည်ထွင်ဖို့အတွက်သူတို့ကျင်ညာပဲမကျင်ညာကသေးရတည်ထွင်နေနိုင်ပြီလို့ဟိုတိကျတော့မပြောဘူးဆိုပေမဲ့လည်းဖြစ်နိုင်နေပြီပေါ့နော်ဒီလက်ရှိမှာကဒီတကယ်လို့ဒီ 6G တာတရုတ်ကဖြစ်သွားပြီ 6G ရဲ့ဒီသူ့ရဲ့investment စိုးမိုးရေးအများကြီးပေါ့နော်ဒီ investment နဲ့ပတ်သက်ပြီးတော့ဒီကျွန်တော်တို့စီးပွားရေးအရာမှာတရုတ်ကအများကြီးကိုနောက်နိုင်ငံတွေကဘာမှအများကြီးတာသွားမဲ့ company တခုဖြစ်သွားနိုင်တယ်အဲ့ဒါကြောင့်နောက်နိုင်ငံကလည်းအများကြီးဒီပေါ့နော်ဒီ 6G နည်းပညာနဲ့ပတ်သက်ပြီးတော့ဒီအခြားကျွန်တော်တို့အခြားကျုံ operator တွေပါညာတွေပေါ့နော်ဒီဟာကိုမလွှမ်းမိုးနိုင်အောင်ဆိုပြီးသူကဒီစီးပွားရေးရမှာနိုင်ငံရေးရမှာမလွှမ်းမိုးနိုင်အောင်နောက်နိုင်ငံတွေကလည်း net G alien ဆိုပြီးတော့သူကလည်းဒီ 6G အတွက်ဟိုဘာ research လုပ်နေတဲ့ဒါတွေအများကြီးရှိအဲ့လိုမျိုးပဲ Huawei ကကျွန်တော်တို့လက်ရှိ Huawei ကြောင်းကျွန်တော်ဒီတရုတ်ကုမ္ပဏီတွေကြောင်းကျွန်တော်ပြောပြမယ်အရင်ဆုံးတရုတ်ကုမ္ပဏီတွေကမှာက Huawei က 6G ရဲ့ research ပေါ့နော် 6G သူတင်တာမှာကပတ်ထိတ်တန်းမှာရှိတယ်သူကမြေပြင်ဆက်သွယ်ရေးနဲ့မကဘူးဒီ satellite connectivity လို့ခေါ်တဲ့ဂျိုးဆက်သွယ်ရေးမှာပါအများကြီးလုပ်နေ 6G ဆိုတာကလက်ရှိမှာကကျွန်တော်အရင်လိုတာဝါတိုင်းတွေကနေပြီးတော့ကျွန်တော်တို့ဒီကောင်ကိုကျွန်တော်တို့ထုတ်လွှင့်ပြီးတော့ကျွန်တော်တို့နော်တာဝါတိုင်းတွေကနေကျွန်တော် line ဖမ်းပြီးတော့သုံးမမဟုတ်ဘဲနဲ့ကျွန်တော်တို့က satellite နဲ့အကုန်လုံးကျွန်တော်တို့လမ်းပြီးတော့လွှင့်ပြီးတော့ဒီ network ကိုသုံးပါပေါ့တော်တော်များများကတော့နောက်ပိုင်းမှာ internet ဆိုတာကဒီ free ဆိုဘယ်နေရာရောက် internet မိမယ်ဆိုတဲ့ဟာကိုဒီကျွန်တော် Elon Musk တုန်းကလည်းပြောခဲ့ဘူးသလို Elon Musk ကလည်းပြောခဲ့ဘူးတယ်သူရဲ့ဟို star ကျွန်တော်တို့ဒီ Starlink နဲ့ပတ်သက်ပြီးတော့ခုမှလည်းဒီ 6G လို့ရလာခဲ့ရင် 6G ကအများကြီးကျွန်တော်တို့ကဘာလုံးကိုဒီကျွန်တော်တို့တာဝါတိုင်းမလိုဘဲနဲ့ဒီ satellite ရှိတဲ့မိတဲ့နေရာမှာ satellite ကနေပြီးတော့သွားပြီးထုတ်လွှင့်တဲ့နေရာကိုကျွန်တော်တို့ကဒီ internet သုံးလို့ရမှာပေါ့နော်နောက်ပြီးတော့ဒီ ZTE ဆိုရင်သိကြတဲ့အတိုင်းပဲ ZTE ကိုလည်းနောက်နိုင်ငံပိတ်ဆို့တာအများကြီးပဲ ZTE ကကျွန်တော်တို့ ZTE ကုမ္ပဏီကကျွန်တော်တို့တရုတ်မှာဆိုရင်ဆက်သွယ်ရေးပိုင်းမှာမရှိမဖြစ်အရန်ကိုအားကိုးရတယ်သိတယ်မလားဒီကုမ္ပဏီတခုပဲတရုတ်နိုင်ငံအားကိုးရကုမ္ပဏီတခုပေါ့ပြောရမယ်ဆိုရင်တရုတ်နိုင်ငံရဲ့အဓိကဒီကျွန်တော်ဆက်သွယ်ရေးပိုင်းမှာတော်တော်ကိုကြီးမားတဲ့ကုမ္ပဏီပဲဒီ 6G ရဲ့အဓိကတော့ပြ Terahertz line တွေပေါ့ဒီ Terahertz line ဆိုကျွန်တော်တို့ဟိုက Gigahertz line နဲ့လာပြီးတော့သူကအခုလက်ရှိမှာ Terahertz line နဲ့လာတဲ့အတွက်လက်ရှိမှာကတရုတ်နိုင်ငံ Terahertz line နဲ့ပေါ့နော်ဒီစက်သက်မှုတွေကိုအောင်မြင်အောင်လှုပ်ဆောင်နေတယ်လို့သိရတယ်ပြီးတော့ China Mobile ဆိုတာကဒီတရုတ်ရဲ့နည်းပညာ operator ပေါ့တရုတ်နိုင်ငံရဲ့အကြီးဆုံး operator တရုတ်နိုင်ငံပိုင်ပေါ့နော်ဒီကမ္ဘာအကြီးဆုံးဆက်သွယ်ရေး operator ပေါ့နော်မကြသေးခင်မှာ 6G သူကဒီဂျိုရူကိုဒီကမ္ဘာပလန်တွေကိုစက်သက်ပြီးတော့ဒီမြေပြင်နဲ့ချိတ်ဆက်ပြီးတော့စက်သက်နေတယ်လို့သိရတယ်ဒီကုမ္ပဏီတွေကဆိုပြင်ဒီ 6G နည်းပညာကို research လုပ်ပြီး investment တွေလုပ်အများကြီးလုပ်နေတယ်ပေါ့ခုလက်ရှိနောက်ပိုင်းအနောက်နိုင်ငံနဲ့မဟာမိတ်ကုမ္ပဏီတွေလို့ပြောရမယ်အကြောင်းပေါ့နော်တရုတ်ကိုရှင်ဖို့အတွက်နောက်ကုမ္ပဏီတွေတအူးချင်းစီတို့ကမဟာမိတ်ဖွဲ့လာလက်ရှိမှာတရုတ်ကနည်းပညာပိုင်းရောစီးပွားရေးပိုင်းမှာရောဆက်စရမှာတရုတ်ကအင်အားကြီးလာအဲ့ဒီအတွက်တရုတ်ကိုရှင်ဖို့အတွက်အနောက်နိုင်ငံတွေကသူတို့ကမဟာမိတ်ဖွဲ့လာတယ်ပေါ့နော်Ericsson လို့ခေါ်တဲ့ကျွန်တော်တို့ Sweden Ericsson လို့ခေါ်တဲ့ Sweden နိုင်ငံပြီးတော့ Nokia Finland Nokia ကကျွန်တော်တို့ခုနောက်ပိုင်းဖုန်းတွေမထုတ်တော့ဘဲနဲ့သူကဆက်သွယ်ရေးကုမ္ပဏီတစ်ခုအနေနဲ့ရှိနေသေးတယ်ပေါ့အဲကျွန်တော်တို့ကတော့ Nokia ပျောက်သွားပြီလို့ထင် Nokia လုံးဝမပျောက်ပါဘူး Nokia ဒီဆက်သွယ်ရေးကုမ္ပဏီတစ်ခုအနေနဲ့လက်ရှိမှာသူကလှုပ်ဆောင်နေတယ်ပေါ့ကွာ Finland နိုင်ငံမှာသူကလက်ရှိမှာကဒီ Ericsson လို့ခေါ်တဲ့ဟိုဟာ Sweden နဲ့ပြီးတော့ Finland မှာရှိ Finland နိုင်ငံဒီ Nokia ကနေမှအခု net G alien ဆိုပြီးတော့ဒီ 6G လိုမျိုး
6G network ဖြစ်နေတာသူက research လုပ်နေတယ်ပေါ့ဒီပြီးတော့ Apple နဲ့ Google ကဆိုရင်ဒီ 6G နည်းပညာကို AI နဲ့ပတ်သက်ပြီး ecosystem ဘိုင်းမှာအသာစီးရနေတယ်လို့ပြောရမယ်အဓိကက Apple ဆိုတာထက် Apple က hardware ဘိုင်းမှာ Apple ဆိုရင်ဒီသူ့ရဲ့ပစ္စည်းတွေထဲတွေကဒီ iPhone မဟုတ်ဘဲနဲ့အခြားကျွန်တော်တို့ Apple ပစ္စည်းတွေပြီးတော့နောက် Google ဆိုလေဒီ AI မှာလက်ရှိမှာ Google Gemini ဆိုတာလူတိုင်းသိကြမှာကဘာပေါ်မှာတော်တော်များများလူတိုင်းရဲ့ဖုန်းထဲမှာမရှိဒီဟာဆိုလေ AI system မှာတော်တော်ကျန်းတယ်ပေါ့ဗျာအဲ့ဒါကြောင့်လေဒီသူတို့ကလက်ရှိမှာ 6G ရတဆင့်ဒီ extended reality လို့ခေါ်တဲ့ HR နည်းပညာတွေကိုသူတို့စမ်းသပ်နေတယ်ပေါ့နောက် Samsung ဆိုတာလေတရုတ်ကိုရှင်နိုင်ဖို့ဒီ Samsung ဆိုတာလေဒီအနောက်နိုင်ငံတော့မဟုတ်ပေမဲ့ကျွန်တော်တို့အာရှမှာရှိတယ်ပေါ့နော်သူဆိုလေသူပထမတစ်ခေါက်ကသူ 6G white paper ဆိုပြီးတော့သူထုတ်လိုက်တယ်ပေါ့ company ကိုထုတ်ပြန်လိုက်တော့လက်ရှိမှာသူကဒီကျွန်တော်တို့ Exynos လို့ခေါ်တဲ့သူလက်ရှိသုံးနေတဲ့ Combine chips တွေရှိထုတ်နေ 6G modern chip တွေကိုသူထုတ်လို့ဖို့တော့ research ကြီးကြီးလုပ်ပြီးတော့ရင်းနှီးမြှုပ်နှံမှုတွေဒါလုပ်နေတယ်ပေါ့နော်လက်ရှိမှာကဘာဖြစ်နေလဲဆိုတော့ကျွန်တော်တို့ဒီ AI နဲ့ပတ်သက်ပြီးဒီကျွန်တော်တို့ဒီ AI နဲ့ပတ်သက်ပြီးတော့ 6G နည်းပညာတွေပေါ်လာရင် AI နဲ့ပတ်သက်ပြီးတော့ AI နည်းပညာကလည်းခုလက်ရှိတဲ့ပို့ပြီးတော့ဗျာ develop ဖြစ်လာပြီးတော့ဟိုစီးပွားရေးရမှာလဲတော်တော်များများပေါ်ပါပေါ့ဘယ်လိုမျိုးကြီးထွားလာမယ်လို့ပြောလို့ရတယ်ပေါ့ဒီ 6G ကိုပိုင်မဲ့လူကဘာဖြစ်လို့လဲဆိုတော့ 6G ကကျွန်တော်တို့အရင်ကလိုမျိုး tower line နဲ့မဟုတ်ဘဲနဲ့ကျွန်တော်တို့ဒီဘွားမှာ stair line နဲ့သွားမဲ့နည်းပညာဖြစ်တဲ့အတွက်လက်ရှိမှာက 6G ကိုဒီတရုတ်ကသာစောသုံးထုတ်နိုင်လိုက် 5G လိုမျိုးပဲစောသုံးထုတ်နိုင်လိုက်ရင်သူ့ရဲ့ဒီကမ္ဘာပေါ်မှာရှိတဲ့ဘာပဲဖြစ်ဖြစ်ဆက်သွယ်ရေးကုမ္ပဏီတော်တော်များများက 6G ကသူမိုဘိုင်ခွင့်ရအောင်သူမိုဘိုင်ကြီးရသွားခဲ့ရင်သူ့အတွက်အရင်ကလိုပဲအင်အားကြီးလာဒီ 5G တုန်းကလည်းအများကြီးစီးပွားရေးပိတ်ဆို့မှုတွေဖြစ်ပြီးနောက်ပိုင်းကျွန်တော်တို့ trade war တွေပါဖြစ်လာတယ်လေနောက်ပိုင်းကျွန်တော်တို့မျိုးစုံတွေဖြစ်လာတယ် Huawei ဆိုတာကလည်းဒီတရုတ်မှာကဒီအများကြီးပေါ့နော်ဘယ်လိုပြောမလဲဆိုတော့အင်အားကြီး company တခု Giants company ကြီး Giants company မှာတော်တော်ကြီးကိုသူကအင်အားကြီး company တခုဖြစ်တယ်ပြောရင်ဟိုဒီတရုတ်မှာကHuawei ကတော်တော်ဩဇာအနာညောင်းနေပေါ့ဗျာအဲ့လိုမျိုးပုံစံမျိုးလက်ရှိမှာကကျွန်တော်တို့ဒီအပြောင်းလဲကိုဖြစ်လောင်လုပ်နိုင်တဲ့က 6G နည်းပညာကို SpaceX ပါ SpaceX က Starlink ဒီ Starlink ကသူအရင်တည်းကဒီ Starlink ကိုပေးတာကဂျိုရိုကနေပေးတာများတယ်ခုလက်ရှိမှာ Starlink ဒါအကြီးအကျယ်ပေါ့နော်ဒီ 6G နည်းပညာမှာကျွန်တော်တို့ဒီ 6G နည်းပညာမှာ Starlink ကသာပို့ပြီးတော့လှုပ်လာနိုင်မယ်ဆိုရင် Elon Musk ရဲ့ Space Starlink ကလှုပ်လာမယ်ဆိုဒီဘယ်လိုပြောရမလဲ geopolitical ပေါ့နော် sorry geopolitical လို့ခေါ်တယ် geopolitical player တခုဖြစ်ရဘယ်လိုပြောပထဝီနိုင်ငံရေးမှာအဓိက key player ဖြစ်လာနိုင်တဲ့ဟာကတော့ Elon Musk ရဲ့ SpaceX ပဲဗျာ SpaceX ကခုတည်းကကျွန်တော်တို့ SpaceX ကထုတ်တဲ့ဒီ Starlink နေရဆိုရင်ခုကျွန်တော်တို့ဒီကတုံးရတယ်ပေါ့ဗျာအဲ့ဒါကြောင့်နောက်နိုင်ငံတွေမှာကျွန်တော်တို့လက်ရှိမှာဒီလုံခြုံရေးနဲ့ပတ်သက်ပြီးတော့လည်းနောက်နိုင်ငံတွေကဒီတရုတ်ရဲ့ဩဇာအာဏာလွှမ်းမိုးမလာပါကိုကြောက်တယ်အဲ့ဒီအတွက်အားလုံးကလည်းဒီ chips နဲ့ပတ်သက်ပြီးတော့တရုတ်ကိုဘန်လိုက်တယ်ဒါပေမဲ့တရုတ်ကလည်း chips နဲ့ပတ်သက်ပြီးတော့ရာသူလုံးဝ Navaria တွေဘာတွေကိုမသုံးတော့ဘဲနဲ့အခြားဟာတွေကျွန်တော်တို့မသုံးတော့မယ်သူပိုင်ကိုပိုင် chips တွေကိုသူတီထောင်လာတယ်ပေါ့ Huawei ဆိုလည်းသူဘန်လိုက်တယ်ဒါပေမဲ့သူ့ရဲ့ကိုပိုင် company ပေါ့နော်ဒီ chips ကို investment လုပ်ဖို့အတွက်ဒီ chips ကိုထုတ်ပေးဖို့အတွက်research လုပ်ပြီးထုတ်ပေးဖို့အတွက် company 6ခုတောင်မှသူက chips company 6ခုတောင်မှပြည်တွင်း company 6ခုတောင်မှသူကအကြီးအကျယ်ကိုသူကဒေါ်လာကို billion ပေါ့နော် billion နေချီပြီးတော့သူကရင်းနှီးမြှုပ်နှံမှုလုပ်ပြီးလက်ရှိမှာအဓိကကျွန်တော်သုံးသပ်ရမယ်ဆိုရင် 6G နည်းပညာသာတရုတ်ကရင်ဦးဆုံးတည်ထွင်နိုင်လိုက်ရင် 5G လိုမျိုးပဲသူကအင်အားပိုကြီးလာအောင်ပါဘာကြောင့်လဲဆိုတော့ 6G က AI နဲ့နည်းပညာကိုပိုကောင်းလာမယ်ပေါ့ဗျာသုံးသပ်ရမယ် AI နည်းပညာပို့ပြီးတော့ကောင်းလာမယ်အဲ့ဒါဆိုရင်နည်းပညာရမှာရောစီးပွားရေးရမှာရောတရုတ်ကိုကျွန်တော်တို့အနောက်နိုင်ငံတွေရှိသမျှနိုင်ငံတွေကဘလို့မှမရှင်နိုင်တော့တဲ့နေပြဖြစ်သွားလိမ့်မယ်အဲ့ဒါကြောင့်ဒီလက်ရှိမှာက Niche Alien လို့ခေါ်တဲ့ကျွန်တော်တို့ဒီနောက်နိုင်ငံတွေမှာကုမ္ပဏီတွေကြီးပဲဆက်သွယ်ရေးကုမ္ပဏီတွေပဲပေါင်းထားပြီးတော့တကယ်ဒီ 6G research လုပ်ဖို့အတွက်အများကြီးလုပ်နေတယ်ပေါ့ဗျာအဲ့ဒါကြောင့်ဒီ 6G ရဲ့ 6G နဲ့ပတ်သက်ပြီးတော့ကျွန်တော်နိုင်ငံရေးစီးပွားရေးနဲ့ကမ္ဘာနိုင်ငံရေးနဲ့ပတ်သက်ပြီးတော့နည်းပညာလောကမှာတရုတ်ရဲ့ 6G နည်းပညာသာသူအရင်ဆုံးတည်ထွင်နိုင်ခဲ့တယ်အများကြီးနည်းပညာလောကကိုအများကြီးချင်းချောက်လာနိုင်ုံနိုင်မကဘဲနဲ့ကျွန်တော်တို့ဒီ
ဒီကျွန်တော်အများကြီးပြောင်းလဲသွားနိုင်တဲ့အနေအထားတစ်ခုကိုရောက်သွားနိုင်တယ်လို့ဒါကကျွန်တော်ဘက်ကသုံးသပ်မိပါတယ်ကျွန်တော်ဒီနေ့မှာတော့ဒီစစ်ကြီးကြောင်းစစ်ကြီးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောပြပေးသွားပါပြီနောက်ထပ် post ကတည်းကနောက်ထပ်ဗီဒီယိုတွေမှာကျွန်တော်ဒီနောက်ထပ်ဒီစစ်ကြီးနဲ့ပတ်သက်ပြီးတော့နောက်ထပ်တရုတ်ကပတ်သက်ပြီးတဲ့ကုမ္ပဏီတွေအကြောင်းကိုကျွန်တော်ဆက်လက်ပြီးတော့ပြောပြပေးသွားပါမယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်စိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေကျွန်တော်ရဲ့ channel လေးကို subscribe like share follow လုပ်ပေးကြပါအောင်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်